နေ့တော့ဘာလဲဆိုတော့အားမဟုတ်ချင်းလုံးပွဲလဲနည်းနည်းဝေးနေတယ်ကစားတာကြာပြီဆိုတော့ဘယ်လိုပြောမလဲနည်းနည်းလေးချင်းနဲ့အရင်အဆက်ပြတ်သွားမှာဆိုလို့เนาะကျွန်တော်ကိုယ့်ရဲ့အခြေခံလုပ်နေကြเนาะချင်းနဲ့ဒီပတ်ကြော်ချင်းရဲ့အခြေခံလေးတွေကိုပေါ့ကိုနည်းနည်းလေ့ကျင့်တာလေးတွေစလေးတွေဒီနေ့တော့ဟိုပါဘောเนาะကျွန်တော်ပွဲလဲနည်းနည်းဝေးနေတာနဲ့ပြီးရင်ချင်းလုံးနည်းနည်း training လုပ်တာကြာနေတယ်ဒါပေမဲ့လုံးဝအဆက်မပြတ်သွားအောင်ဒီဟာလေးပေါ့เนาะအခြေခံလေးနည်းနည်းလေးအကျိုးလျှော့မယ်ပြီးရင်အခြေခံလိုအပ်တာလေးနည်းနည်းလုပ်ကြည့်ဘယ်လောက်ပဲဘာလဲဆိုတော့ဒီဟာကကြည့်တော့တာเนาะကျွန်တော်တို့ဘာမှမဟုတ်ဘူးလို့ထင်ရတယ်ဒါပေမဲ့လုပ်ကြည့်ပါเนาะဒီလေ့ကျင့်ခန်းလေးကဘာလဲဆိုတော့ချင်းလုံးကိုပိုင်နိုင်မှုအတွက်လုပ်ရတာပါเนาะတကယ်ချင်းထိမ့်သိမ့်နေကျွမ်းကျင်ပိုင်နိုင်မှုတော့ကလိုအပ်ပါတယ်เนาะကျွန်တော်တို့တခြားဟိုက်လည်းအများကြီးရှိတယ်ဗျာဒီချင်းထိမ့်သိမ့်နေချင်းအထိမ့်သိမ့်မှာကျွမ်းကျင်မှုအတွက်ကျန်တဲ့ကွန်ထရိုးကန်တာတွေเนาะရော့ကက်နဲ့ရပြီးဖမ်းတာတွေတယောက်နဲ့တယောက်เนาะလက်နဲ့တိဖမ်းတာတွေအများကြီးရှိတယ်ဒါကလည်းတစ်ပိုင်းပေါ့เนาะအခုဒီဟာကြတော့ကိုယ့်ဘောင်ကိုတစ်နိုင်တစ်ပိုင်းကိုယ့်ဘောင်ကိုတယောက်ပဲရှိတဲ့အချိန်မှာလေ့ကျင့်တဲ့ဟာတွေเนาะโอเคကျွန်တော်အာဂါနီဘယ်ကစားနည်းဆိုတော့เนาะပြောချင်တာဝဲမစော့ခင်ပေါ့เนาะကျွန်တော်တို့ဝဲမစော့ခင်လည်းလေ့ကျင့်ခန်းဆင်းခင်ပဲဖြစ်ဖြစ်တွေးပူလေ့ကျင့်ခန်းကျွန်တော်တို့လုပ်ကိုလုပ်ရပါမယ်เนาะအဲ့မှာနည်းနည်းလုပ်ရတာလည်းရှိမယ်ကျွန်တော်တို့အများကြီးလုပ်ရမယ်ဟာရှိတယ်အဲ့ဒါမှကျွန်တော်ပိုက်ကြော်ခြင်းတို့ဒီဘောလုံးတို့ပေါ့အခြားပြင်းပြထန်တဲ့လေ့ကျင့်ရတဲ့ကစားနည်းတွေမှန်သမျှတော့တွေးပူလေ့ကျင့်ခန်းကိုလုံးဝ share လုပ်မှအဆင်ပြေမှာပါเนาะအဲ့ဒါကခုနကျွန်တော်နည်းနည်းလေးရှိပါနည်းနည်းလေးပြေးလိုက်တယ်နည်းနည်းအကျော်လေး short တယ်ပေါ့နော်နည်းနည်း exercise လေးနည်းနည်းလုပ်ဒါကဘာလဲဆိုတကယ်ကျွန်တော်တို့လုံးဝဟာလဲသုံးပုံတစ်ပုံသာပဲရှိပါသေးတယ်နော်ဒါပြတာအကြာကြီးဖြစ်သွားမှာဆိုလို့နော်ဘာလို့လုံးဝလဲဆိုကျွန်တော်ဒီလေ့ကျင့်ခန်းမလုပ်လို့ရှိရင်ကျွန်တော်တို့ဒီအရှိမလဲကျွန်တော်အများကြီးပြောပြထားပါတယ်နော်ဒီဘာတွေဖြစ်လာမလဲဆိုတော့အဓိက injury ပေါ့နော်
ဒိုင်ယာနာတရားတွေတွေးမပူပဲနဲ့နော်ဟိုကစားပြလို့ရှိရင်ကျွန်တော်တို့တွေဘယ်လိုပြောမလဲဒီဒိုင်ယာရတာပူပြီးတော့လွယ်ပူတယ်ပေါ့နော်ဒိုင်ယာရတာကြီးပူများတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုပေါ့နော်ကျွန်တော်တို့ဒီတွေးပူလေးခြင်းကမလို့အကျော်မလျှော့ပဲဟိုကစားလို့ရှိရင်ကျွန်တော်တို့ဒါနော်အများဆုံးအဖြစ်နော်ကျွန်တော်ကိုယ်တိုင်လည်းကြုံမှုတယ်ဟိုဒိုင်ယာရနိုင်ခြင်းပေါ့နော်ကျွန်တော် injury ပေါ့နော်ဖြစ်နိုင်ကြီးပူများတယ်နော်အဲ့ဒါကြောင့်ကျွန်တော်ကအများအားဟိုအားလုံးကိုသတိပေးခြင်းနဲ့ကျွန်တော်တို့ပြင်းပြထန်ထန်လေ့ကျင့်တော့မယ်ကစားတော့မယ်ဆိုရင်အနည်းဆုံးတော့နေတွေးပူလေးခြင်းကလေးလုပ်ပြီးမှဆော့ပါလို့နော်ခုလဲကျွန်တော်ဒါဘာမှမဟုတ်ဘူးကျွန်တော်ဒီလေ့ကျင့်ရတဲ့ဒါတော့ကစားဖို့မဟုတ်ဘူးနော်ကျွန်တော်မှကျွန်တော်ဘယ်လိုပြောမလဲအခြေခံလေးလုပ်ဖို့အတွက်ပလေးတော့ကျွန်တော်တွေးပူလေးခြင်းလေးလုပ်လိုက်အဲ့တော့တွေးပူလေးခြင်းကလုပ်တဲ့အတွက်ပူလဲဘာဖြစ်လာလဲကစားတဲ့ချိန်ကျရင်တွေးပူတဲ့အတွက်ကစားရတာလဲပို့ပြီးတော့တက်ကြွမှုရှိလာတယ်တွေးပူလာတဲ့အတွက်ကျွန်တော်လေးကထိုင်ခံမှုမရှိတော့ဘူးเนาะတခါတည်းတန်းပြီးတော့ okay သွားမယ်ဆော့ရတယ်